အားလုံးပဲမင်္ဂလာပါဒီနေ့ဟာဖြစ်ကျွန်တော်တင်းတို့အတွက်တကယ်ကိုပြောစရာကောင်းတဲ့နေ့ဂုဏ်ယူဝမ်းမြောက်ရမယ့်နေ့ဖြစ်ပါတယ်ကျွန်တော်အိမ်ထောင်စုခရိယာအိမ်ထောင်စုမှာဒီနေ့မိသားစုမိသားစုတိုးလာတယ်ပေါ့နော် Sacramento တွေခံယူတိုင်းမှာကျွန်တော်စီကြောချင်းတို့ Sacramento အများပိုင်းပေါ့နော်ခံရတဲ့နေရာမှာဖျားเจ้าမှာခံယူတာကိုတွေ့ရလို့ရှိတယ်ပေါ့။ဘာကြောင့်ဖျားเจ้าမှာများတို့ Sacramento တွေကိုခံယူနေရတယ်လဲ။ဘာလို့လဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်သက်မိဘနေတဲ့နေရာအိမ်ဖြစ်တယ်လို့ဆိုဝိညာဉ်အတွက်ဖြားခင်ကျုံတဲ့နေရာတို့ရဲ့အိမ်တော်ပဲဖြစ်ပါတယ်။အဲ့ဒါကျွန်တော်အိမ်တော်ကိုလာပြီးမှဖြားခင်ဆောင်ရွက်တဲ့အမှုကိုပြုလို့ရခြင်းဖြစ်တယ်ဆိုတာကိုပထမဆုံးအနေနဲ့သိစေချင်ပါတယ်။ကျုပ်ခင်အသက်တာမှာ nothing happens by accident. Everything is God's providence. တခုခုဖြစ်တိုင်းမှာကျွန်တော်ဘုရားဘာသာမှာဆိုတော့ကံလို့တော်တော်လေးကံကိုတော်တော်လေးညွှန်ကြားတယ်နော်ဟာကံကောင်းလို့ကံအားလို့ဆိုပဲသူတို့လူတို့ဖြစ်လာတယ်ဆိုတဲ့ပုံစံနဲ့ပြောကြတာလေကျွန်တော်ဖြစ်ရအတိုင်းအမှလည်းအဲ့ဒါကိုခဏသုံးတာပြရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ခရိယာအသက်တာမှာဆိုတော့ကံကိုယုံပြီးမှကျွန်တော်မလုပ်ပါဘူးကျွန်တော်ဖျားခင်အရာတိုင်းဟာဖျားခင်အစီအမံဖျားခင်အစီရင်တော်နဲ့ဖြစ်လာတယ်ဆိုပြီးမှကျွန်တော်ယုံကြည်ခြင်းဖြစ်ပါတယ်အဲဒါကြောင့်ဒီနေ့ကျွန်တော်ရှိမှရောက်ရှိနေတဲ့အာနာလူစီဗီတာတို့ရဲ့ချစ်ချင်းမေတ္တာဟာမတော်တဆကံကောင်းလို့ချစ်လာတာလက်ထပ်လာတာမဟုတ်ပဲနဲ့ဖျားခင်ပေါင်းဖက်လို့ဖျားခင်ခေါ်ဆောင်လို့ဖျားခင်စီရလို့ဒီအခွင့်အရေးဒီအခက်အခဲဒီအခြေအနေတို့ရောက်တာဆိုတာကိုအဲ့တော့သူတို့ရဲ့အကူဝမ်းမြောက်တဲ့အနေနဲ့ဒီနေ့ဘွဲတော်ကိုကျင်းပခြင်းဖြစ်ပါတယ်။ဘုရားမျိုးကြီးကျွန်တော်တို့စက္ကနာအိမ်ထောင်ယောက်ျားပြောတဲ့မိန်းမတယောက်ချစ်ချင်းမေတ္တာမြလာပြီဆိုတော့တဲ့တကယ်တမ်းကျတော့သူတို့လူနှစ်ယောက်ချစ်ချင်းမဟုတ်ဘဲနဲ့လူသုံးယောက်ချစ်ချင်းဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ချစ်တဲ့သူတယောက်ရှိတယ်လို့အချစ်ခံရတဲ့သူရှိတယ်တဲ့။သူတို့ရဲ့ကြားမှာဆက်တွေ့ပြီးတဲ့ချစ်ချင်းမေတ္တာဆိုတဲ့အရာကဖျားခင်စီကနေပဲလာတာဖြစ်တယ်။အဲဒါကြောင့်ဖျားနဲ့ချစ်တဲ့သူနဲ့အချစ်ခံရတဲ့ဒီသုံးဦးပေါင်းစပ်မှာပဲဒီသုံးဦးပေါင်းမှာပဲကျွန်တော်ရဲ့လက်ထပ်ထင်များချင်းချစ်ချင်းမေတ္တာဆိုတာဖြစ်လာရပါတယ်လို့ယဟန်မင်းကြီးဂျွန်ပေါလုတရားပြောဂျွန်ပေါကပြောထားပါတယ်အဲ့ဒါကြောင့်ဖျားခင်ရဲ့ပေါင်းဖက်မှုကျွန်တော်ကျမ်းစာမှာလည်းကြားရတယ်ပေါ့ဖျားခင်ပေါင်းဖက်မှုကျမ်းဒီချစ်ချင်းမေတ္တာအစွန်းချစ်ချင်းမေတ္တာအဆုံးထိရောက်လာပြီးမှဒီချစ်ချင်းမေတ္တာနဲ့ဘဝအခုဒီထောင်ဖို့ကျွန်တော်ဆုံးဖြတ်ပြီးမှဖျားရှိလူရှိမှရောက်လာတဲ့အခါမှာဖျားကိုတော့မီးလို့မရဘူးဖျားခင်မရှိတဲ့ချစ်ချင်းမေတ္တာမတည်တတ်မခိုင်မြဲတဲ့လို့ဖျားကိုမေ့ပြီးဆိုရင်တော့လူတယောက်ရဲ့အဆိုးဆုံးအရာတွေထွက်လာမယ်လူပြဖျားခင်ကြောင့်ဒီချစ်ချင်းမေတ္တာကဖျားခင်လာချစ်ချင်းမေတ္တာချစ်တာတယ်ကျဲတယ်ဂျင်းခုံလာတယ်ဒါပေမဲ့တော့ချစ်ပြီးကျဲပြီးတကယ်ပေါင်းစပ်ပြီးဆိုပြီးမှဖျားခင်ကိုမေ့မယ်ဆိုရင်ကျောင်းလူတိုင်းမှာအားနည်းချက်ကိုရှိကြတယ်ဖျားမပါဘဲနဲ့ဒီအားနည်းချက်ကိုတော့ဘယ်လို့မှကြော်ဝါလို့မရပါဘူးဖျားခင်ကိုမေ့ပြီးဆိုတော့ဒီအားနည်းချက်ဒီလူနဲ့ဒီအားနည်းချက်တဲ့ကိုယ့်ရဲ့ပြဿနာတွေဖြစ်လာမှာဖြစ်ပါတယ်ဒီအရာကြတော့ intro တော့အခုကျွန်တော် Sacramento
ကျွန်တော်လက်ထပ်ထင်းများချင်းနဲ့ယဟန်တိတ်ခါခံချက် sacrament တို့အတင်းတော်ကဘာ sacrament အနေနဲ့တတ်မှတ်ထားတယ်လို့ကြားဖို့ကြားလည်းမသိတော့ sacrament of mission လို့ခေါ်တာပေါ့ကျွန်တော် mission သာသနာပြုခြင်းကျွန်တော် mission sacrament of mission လို့ပြောတဲ့နေရာမှာဒီဇနီးမောင်နှံတို့ကဖျားသခင်ရဲ့ဖန်ဆင်းခြင်းအစီအမံတော်ထဲမှာဖျားခဲ့သူတို့ရောက်ကိုခေါ်ဆောင်ပြီးမှပါဝင်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်တကယ်တော့ကျွန်တော်ဖျားခင်ကကျွန်တော်ကြားရတယ်ပေါ့ကဘာဦးချမ်းမှာအာရနဲ့ဝါကိုပဲဖန်ဆင်းခဲ့တယ်ကျင်းတဲ့လူကိုဖျားခင်ကဖန်ဆင်းတယ်လို့ကျမ်းစာမှာပေါ်ပြထားတယ်ဒါမဲ့အာရနဲ့အေဝါကနေဖျားခင်ကလူကိုဆက်လက်ပြီးမှသူတို့ကိုကောင်းချီးပြီးမှသူ့ဘွားကြတော့ကဘာလောကကြီးကိုအုပ်စိုးရဲ့ပြင်းတဲ့ပြကြကဘာလောကကြီးကိုပြင်းတဲ့စေကြတော့ဒီကျေးဇူးတော်ဟာဖျားခင်သူရဲ့ဖန်ဆင်းခြင်းကိုလူတွေကိုပြန်ပြီးမှ sharing မျှဝေခြင်းဖြစ်ပါတယ်ကျွန်တော်ခန္ဓာကိုယ်နဲ့ဝိညာဉ်မှာခန္ဓာကိုယ်ကမိဘအဖြစ်တော့ဖြစ်လာရတယ်လို့ဖျားခင်နဲ့မိဘနဲ့ပေါင်းစပ်ပြီးမှပါလေကျွန်တော်တို့ရဲ့ဖျားခင်ရဲ့ဖန်ဆင်းခြင်းလူကိုပွားများခြင်းဆိုတဲ့ mission ကိုကျွန်တော်ဆက်လက်ပြီးမှဆောင်ရွက်နိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ဒီလက်ထပ်ထင်များချက်တက်တာဖျားခင်နဲ့အတူအလုံးလုံးချင်းဖျားခင်လက်တွဲပြီးမှရှောင်းလာခြင်းဖျားခင်ရဲ့အရေးအောက်မှာဖျားခင်ကိုမျက်နှာမူပြီးမှဖျားခင်နဲ့အတူရှင်တန်ခြင်းဆိုတာကိုကျွန်တော်မယူရမှာဖြစ်ပါတယ်ကဘာဦးချမ်းမှာနည်းနည်းထူးထူးဆန်းဆန်းလေးကြားရတာမှကြားရတယ်လေဆိုရင်ယောက်ျားဒီတဲ့ကိုမိဘကိုဆင်ရဲ့ကိုခင်မွန်းနိုင်မိဝဲတဲ့ဖြစ်ထူထူတို့ဒီတရားတော်ကိုပြရလိမ့်မယ်ယောက်ျားမိဘကိုစွန့်ပြီးမှသူ့မိန်းမနဲ့နေပဲဒါပေမဲ့တို့ဒီနေ့ထိယောက်ျားနည်းနည်းယူရလိုက်ပဲဖြစ်ကိုရဲ့အများကြုံတွေ့နေရတဲ့ထဲမှာယောက်ျားမိန်းမစီကိုလိုက်တာထဲမိန်းမယောက်ျားတော့လိုက်တာကိုရတာပေါ့နော်ဒါပေမဲ့ကျန်းစာထဲမှာယောက်ျားမိဘကိုစွန့်ပြီးမှမိန်းမတော့လိုက်ရမယ်လို့ပြောထားတယ်ဘာကြောင့်အဲ့လိုမျိုးများပြောထားတာဖြစ်မလဲဘာကြောင့်ဒီလိုပြောရချင်းပြောရတာလဲဆိုရင်ဒုတိယကျမ်းမှာရှင်ပေါလုကဒီအရာကနဲ့တဲ့အရာဖြစ်တယ်တဲ့ဘာကြောင့်နဲ့ဖြစ်လဲဆိုတော့ဒီအရာကဘာကိုဆိုလိုနေတယ်ဆိုတော့ဒီအာရနဲ့အေဝါဒီယောက်ျားကမိဘကိုစွန့်ပြီးမှသူ့ရဲ့အိမ်မှာပေါင်းဖက်တယ်လို့ပြောတဲ့အရာကဒီယောက်ျားအာရနဲ့အေဝါကိုပဲပြောတာမဟုတ်ပဲနဲ့ခရစ်တော်နဲ့အသင်းတော်ကိုပြောတာဖြစ်တယ်ဘာဖြစ်လို့လဲတကယ်တော့ဒီစကားလုံးကခရစ်တော်နဲ့လည်းပြီးဆုံးတာဖြစ်ပါတယ်တကယ်ခရစ်တော်ကသူ့ရဲ့အဖအိမ်တော်သူတကယ်ကျမ်းစာတဲ့နေရာကိုစွန့်ပြီးမှကျွန်တော်တို့လောကလူသားတွေကိုစီကိုရောက်လာပြီးမှကျွန်တော်နဲ့အတူနေတယ်ကျွန်တော်တို့နဲ့ထိန်းရတဲ့ထက်တဲ့ဆိုတဲ့အရာကိုပြောရှိလာပါပါတယ်အဲ့ဒါကြောင့်ဖျားခင်ကတခင်ခရစ်တော်ကအသင်းတော်နဲ့အသင်းတော်ရဲ့ဦးခေါင်းအသင်းတော်ကခန္ဓာကိုယ်ဆိုသလိုဒီယောက်ျားကမိန်းမနဲ့ယောက်ျားကြားမှာဖြစ်တဲ့အရာကခရစ်တော်နဲ့အသင်းတော်ကြောင့်ဖြစ်တဲ့အရာနဲ့အတူတူပဲလို့ပြောခြင်းကဒီနေရာကဘုံနဲ့ခန္ဓာပေါင်းစပ်တဲ့အခါမှာကျွန်တော်ဘယ်လို့မှခွဲခွာလို့မရတော့ပါဘူးခန္ဓာကိုယ်ကခုလုံးကောင်းတဲ့ခန္ဓာကိုယ်နဲ့ခွဲမယ်ဆိုတော့ဒါဒီဘူးပဲကြတာဘောတော့ဆက်လက်ပြီးမှရှင်တာလို့မရတော့ဘူးခရစ်တော်နဲ့အသင်းတော်ခွဲလိုက်ပြီဆိုရင်အသင်းတော်ဆိုတာမရှိနိုင်တော့ဘူးခေါင်းပြုတ်သွားမှာပေါ့နော်အဲ့ဒါကြောင့်ဒီအသင်းတော်နဲ့ခရစ်တော်ကိုစားဖို့တဲ့ကျွန်တော်တို့ခရိယာမိသားစုရဲ့အိမ်ထောင်ဦးစီးဖြစ်တဲ့ဖေနဲ့အမေနေရာကိုရောက်လာကြတဲ့ကျွန်တော်ခရိယာမိသားစုများကျွန်တော်အထဲမှာပြဿနာတွေကြောင့်ဆက်လက်ပြီးမှခွ
ခွဲဖို့ပွားဖို့လောက်လာပြီဆိုတော့ဘာနဲ့ပုံလဲဖျားခင်ပေါင်းဆက်တဲ့ရာလူကပခွဲခွာစီတဲ့ဖျားခင်ကိုအန်တုတလို့ဖျားခင်ကိုရံပြုတ်တလို့ဖြစ်နေမယ်ဆိုတာကိုဒီကျမ်းစာအဖြစ်တို့လေ့လာကျွန်တော်တွေ့နိုင်ပါတယ်အဲ့ဒါကြောင့်ဒီဖျားခင်ပေါင်းဖိထားတဲ့အရာကိုကျွန်တော်တို့ကဆက်လက်ပြီးမှစုပ်ကိုင်ပြီးမှဆက်လက်ပြီးမှဒီအရာကိုဆက်လက်ပြီးမှအကောင့်အထည်ပေါ်ပြီးမှဖျားခင်ရဲ့ပေါင်းစချင်းမှာဖျားခင်ပေးတဲ့တလုံးသွားရှိမှာထာဝရအတင်းတော်ရဲ့ဖျားခင်ကအခုမှခန္ဓာကိုဖြစ်တာမဟုတ်ဘူးအခုဒီဘဝကနေစနော်ဘဝတိကျွန်တော်ဖျားခင်စီမှာရောက်တဲ့အချိန်ကိုဒီခန္ဓာဘဝဘယ်လိုမှခွဲခွာလို့မရတော့ဘူးဒီဇနီးမောင်နှံဟာလည်းဘယ်လိုမှဒီလောကမှာပဲဖြစ်ဒီလောကအသက်ပဲပေါ်ပဲကောင်းကင်နိုင်ငံတော်မှာမာတော်မှာဆက်လက်ပြီးမှတပူတီတသားလေးဖြစ်ဖို့ဆိုပြီးမှဒီရွေချက်နဲ့အတင်းတော်ကSacramento လက်ထပ်ထိတ်ခြင်း Sacramento ကိုကျွန်တော်အားလုံးအတွက်ပေးထားတာအားလုံးအတွက်တမန်ပေးထားတာပဲဖြစ်ပါတယ်။နောက်ဆုံးနေတဲ့တခါကလူငယ်လေးတယောက်ကတိတ်ချောမောလာပါတယ်ဆိုတဲ့ကောင်မလေးတယောက်ကိုလက်ထပ်လိုက်တယ်။တအားချောတဲ့အခါကျတော့လက်ထပ်ခါစားတော့တော်ချစ်တာပေါ့နော်။ကျွန်တော်တို့ Facebook ကိုသုံးတဲ့သူတွေဒီမှာပါအနေနဲ့ TikTok မှာပြောထားတာတော့လက်ထပ်ခါစားတလားအလိုလောက်ဆိုတော့အဲ့ဒီမင်္ဂလေးတွေဝက်ပရိယတ်တွေနဲ့6လဆိုတော့6လကတိထားတာပေါ့နော်တနေ့တော့နေ့လောက်ကြာလာပြီဆိုတော့9လဆိုမထားချင်တော့ဖြစ်တယ်မနေ့9လ9ရတယ်ပေါ့ပြောချင်တာဒီကောင်လေးရတဲ့သူရှိလို့อยู่တဲ့တိတ်ချောအရန်ကချောလာပါတဲ့မင်္ဂလေးကိုပိုင်ဆိုင်ခွင့်ရတာကိုတော်လေးဝန်တာမှာအရန်တယောက်တာအရန်ချစ်ကြတယ်ဒါပေမဲ့ကန်ဆူဆိုလည်းပဲဒီအရန်ကလာပါချောမောတဲ့မင်္ဂလေးကမြို့သွေးအမျိုးသမီးကအကြီးပြပြန်စားရပါတယ်အကြီးပြပြန်စားရတာကိုသူယောက်ျားအရေးနေတဲ့ခါကျတော့သူကဒီလိုမျိုးနေ့မှာဒီယောဂရှိတယ်ဒီမှာဒီဟာတွေရှိတယ်ဆိုပြီးမှပြောရင်လည်းသူအရင်ချင်းတဲ့ခါတော့သူမိန်းမကိုတအားဝန်းနေမှလည်းသူမလူလာဘူးအဲဒါကြောင့်သူတရက်မှာခရီးထွက်တယ်တဲ့ခရီးထွက်တော့ပြန်လာတဲ့အချိန်မှာcar accident ဖြစ်ပြီးမှဒါနဲ့အိမ်ရောက်လာတဲ့ခါတော့မစ္စည်းကန်းတယ်လို့ပြောတာပေါ့မစ္စည်းကန်းတယ်တဲ့အဲ့ဒါနဲ့သူမိန်းမသူ့ကိုသမင်းစားတဲ့သူ့စိတ်ခေါ်ပြီးမှသူစားချစ်ချင်းမြတ်တာဘယ်လိုမှမယုံတော့ဘူးပြောချင်တာဒီအရင်ကျတဲ့စားဘယ်တော့ပဲမြန်ဘယ်တော့ပဲသူကသူ့ယောက်ျားမတွေ့ရတော့ဘူးတော့သူမျက်စိကန်းသွားတယ်ဆိုတော့အဲ့ဒါနဲ့နောက် story လိုမျိုးနေရတက်ကြရတဲ့အခါကျတော့သူ့မိမအရင်ကျတဲ့စားနဲ့ပဲဆုံးသွားပါတယ်ဆုံးသွားတဲ့အခါတော့သူ့ယောက်ျားဘုံလုံးဝရဝစားဒီဆမ်နတ်တက်ဆရရအားလုံးကိုပြီးတဲ့အခါကျတော့နောက်တခြားညာကိုချွတ်တော့ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒါလည်းသူ့ပေါ်ကြောင့်လေဟေးနေအသက်ရှင်တဲ့နေရာမှာနေအမနီရာတော်ကနေမမရဲ့ခေါ်တဲ့ညာပဲလိုက်နေတယ်ဟာအခုတခြားညာတော့ဆိုလို့ဖြစ်သွားတာလေမြို့ပဲသူကခေါ်တော့မှလေဒီဘယ်လိုမျိုးလဲရှောက်တယ်နေရာမျက်စိကားနဲ့လေပြောတဲ့နေရာမှာသူ့ယောက်ျားကပြောတယ်တကယ်တော့ကျွန်တော်ကမျက်စိမကမ်းပါဘူးကျွန်တော်မျက်စိမြင်ပြီးမှကျွန်တော်မိန်းမရဲ့အားနည်းချက်တွေအလားအပါတွေပြည့်စည်နေတာကိုတွေ့ပြီးမှအဲ့ဒါကိုသိတဲ့ကျွန်တော်မိန်းမစိတ်မကောင်းဖြစ်မှာဆိုတော့ကျွန်တော်မိန်းမဝမ်းနဲ့တင်နေမှာဆိုတော့ကျွန်တော်ကမတွေ့တယ်လို့မသိတယ်လို့ဟန်ဆောင်ပြီးမှမျက်စိကန်းတယ်လို့ပြောတာဖြစ်ပါတယ်တကယ်ကျွန်တော်မျက်စိမကန်းပါဘူးဆိုတော့ပြောအဲ့ဒါကြောင့်တော့အင်ထောင်တစ်ခုကိုတိဆောက်တဲ့နေရာမှာခန္ဓာကိုယ်ကြည့်ပြီးမှတိဆောက်တာမဟုတ်ပဲလေကိုယ့်ရဲ့ရုပ်ကိုယ့်ရဲ့အဖြစ်အခြေအနေအတိုင်းရှင်းနိုင်
လက်ခံနိုင်မှဒီဆောင်ရတဲ့အင်ထွန်ဘဝမှာဒီနေ့ဒီမရလည်းတော့ရစံပြောရမယ်ဆိုတော့နော်ပိတာနဲ့အနာလူစီတို့ဟာဖျားခင်ပေါင်းဖက်ထားတဲ့အရာဖြစ်သည့်အတွက်အချင်းချင်းနားတဲ့ခွင့်လွှတ်မှုတွေနဲ့ကိုယ့်ရဲ့ခန္ဓာရုပ်ရဲ့လာပါတဲ့အချိန်မှာပဲချစ်တာကြိုက်တာမဟုတ်ပဲနဲ့ဒီတက်ဒီဘဝတက်တက်ဆုံးချစ်နိုင်တော့ပြီးမှလည်းကျွန်တော်ခဏနေကြကျွန်တော်ဂတိတက်စာတွေပြုတဲ့အချိန်မှာအတက်တက်ဆုံးချစ်ပါပြီလို့ဂတိပြုပါတယ်လို့မပြောဘူးနော်ဘယ်လိုပြောလဲအတက်တက်ဆုံးချစ်ပါမယ်လို့ပြောလားအတက်တက်ဆုံးကျိုးတွေဖြစ်စေအိုတွေဖြစ်စေပဲ့တွေဖြစ်စေမလုပ်တာလေပေါင်းဖက်ပါနေလို့ပြောတာနော်ချစ်မယ်လို့မပြောလို့ချင်တာဒီချစ်ချင်းဆိုတာကတော့ခါစားရှိမှလာတာပြီးတော့တစ်ခါတလေဒီချစ်ချင်းကအားနေနိုင်တယ်ဒီချစ်ချင်းနဲ့တားတစ်ခါတလေအပြင်ပန်းကိုကြည့်လိုက်တဲ့အခါကျတော့ဒီလိုပြောဘာမှမမောစတယ်မရှိတဲ့ချိန်လည်းရှိသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းအတင်းတော်ကချစ်ပါမယ်တက်လုံးဒီအခုချစ်တယ်လို့တက်တက်ဆုံးချစ်မယ်လို့ဂတိမသစ္စာမဆိုခိုင်းလို့ပေါင်းသိပါပြီလို့သစ္စာဆိုခိုင်းပါတယ်အဲ့ဒါကြောင့်ဒီသူတို့ခဏနေကြပြုမဲ့ဂတိသစ္စာကိုဆက်လက်ပြီးမှဒီကြီးခိုင်လဲဆိုအတက်တက်ဆုံးဆက်လက်ချလာတဲ့ရှင်သန်နိုင်ရဖျားခင်ရဲ့ဖန်ဆင်းခြင်းအမှုတော်မှာဖျားခင်ရဲ့ကိုလက်တွေမှာဆက်လက်ပြီးမှဖျားခင်နဲ့လက်တော်ဒီဖန်ဆင်းခြင်းအမှုကိုဒီပွားများခြင်းအမှုကိုဆက်လက်လို့ပေါ်ဆောင်နိုင်ရလို့ဆောင်နိုင်ရလူအပ်တော်ကျေးဇူးတော်များကိုကျွန်တော်ပြသပြရတော့မှာဆက်လက်ပြီးမှခံကြပါစို့